ရုရှားကလွန်ခဲ့တဲ့စက်တင်ဘာလထဲမှာယူကရိန်းကို drone တွေနဲ့ drone တိုက်ခိုက်ထိုးနှက်ခဲ့ပါတယ်။2025 ခုနှစ်လောက်ကစလို့ရုရှားကယူကရိန်းကို drone တွေနဲ့ကြီးပဲတောက်လျှောက်ထိုးနှက်လာခဲ့တာဖြစ်ပါတယ်။အရင်လိုတိုက်လေယာဉ်တွေဈေးကြီးတဲ့ဒုံးမြန်တွေနဲ့အကုန်ကျခံတိုက်နေမဲ့အစားကုန်ကျစရိတ်သက်သာတဲ့ drone တိုက်ခိုက်မှုတွေကိုပဲရုရှားကအဓိကအားကိုးနေတာဖြစ်ပါတယ်။ drone တွေကိုဒုံးမြန်တွေနဲ့အတူတွဲလွှတ်ပြီးယူကရိန်းရဲ့အရေးပါတဲ့စစ်ရေးအရင်းမြစ်တွေကိုတိုက်ခိုက်ဖျက်ဆီးပြနေတာပါ။စက်တင်ဘာလ19ရက်နေ့နဲ့20ရက်နေ့2ရက်ထဲမှာဆိုရင်ပဲယူကရိန်းကောင်းကင်ရံပေါ်မှာရုရှားရဲ့ drone တွေဒုံးမြန်တွေနဲ့ကြီးပြည့်နှက်နေခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့ယူကရိန်းကအသင့်ဖြစ်နေခဲ့ပြီဖြစ်ပါတယ်။ F-16 တိုက်လေယာဉ်တွေကယူကရိန်းရဲ့လေပိုင်နက်ကိုအကာအကွယ်ပေးနိုင်ခဲ့တယ်လို့ယူကရိန်းတိုက်လေယာဉ်မှုတွေကလည်းမယုံနိုင်စရာကောင်းလောက်အောင်ပဲရဲစွမ်းတက်တိနဲ့စွမ်းရည်တွေပြသခဲ့တာပါ။အဲ့ဒီဂျပန်ကရုရှားရဲ့တိုက်ခိုက်မှုတွေကိုလုံးဝအသုံးမကျဖြစ်သွားအောင်လို့ယူကရိန်းတိုက်လေယာဉ်မှုတွေကအစွမ်းပြခဲ့တာဖြစ်ပါတယ်။စက်တင်ဘာလ19ရက်နေ့ညပိုင်းကစလို့ယူကရိန်းရဲ့လေပိုင်နက်ထဲကိုရုရှားဘက်ကပစ်ခတ်လိုက်တဲ့ drone နဲ့ဒုံးမြန်တွေကိုတပြုံတမာကြီးဝင်လာခဲ့တာဖြစ်ပြီးယူကရိန်းလေတပ်တစ်လုံးလည်းအလုံးများခဲ့ပါတယ်။အဲ့ဒီညမှာရုရှားကယူကရိန်းရဲ့လေကြောင်းကာကွယ်စနစ်တွေကိုသူတို့ရဲ့တိုက်ခိုက်မှုကဖျက်ကျော်နိုင်လိမ့်မယ်။ပြီးရင်ယူကရိန်းရဲ့အရေးပါတဲ့စစ်အရင်းမြစ်တွေကိုတိုက်ခိုက်ဖျက်ဆီးပစ်လိုက်မယ်ဆိုပြီးမျှော်လင့်ထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းမှန်းချက်နဲ့နှံ့အတွက်တော့မကိုက်ခဲ့ပါဘူး။ယူကရိန်းကရုရှားတိုက်ခိုက်မှုကိုအချိန်နဲ့တပြေးညီထိထိရောက်ရောက်တုံ့ပြန်နိုင်ခဲ့တာကြောင့်ပါဒီနေရာမှာယူကရိန်းလက်တက်က F-16 တိုက်လေယာဉ်တွေကြီးတက်တက်ပဲရုရှားတုံ့ပြန်ပေါင်းအဆင့်40လောက်အထိကြားပြတ်တိုက်ခိုက်ပစ်ချနိုင်ခဲ့တာဖြစ်ပါတယ်။အမေရိကန်နဲ့ဥရောပနိုင်ငံတွေကထောက်ပံ့ပေးထားတဲ့ F-16 တိုက်လေယာဉ်တွေကိုယူကရိန်းကထိထိရောက်ရောက်အသုံးချနေနိုင်တယ်လို့ပဲပြောရပါတော့မယ်။ဒီချိန်တိုက်ခိုက်မှုမှာရုရှားဘက်ကပစ်ခတ်လိုက်တဲ့ဘဲတုံးပြန်မှလူရမရောက်ခဲ့ပါဘူး။ဒီလိုပြောလို့ရုရှားရဲ့တိုက်ခိုက်မှုကအသေးစားလေးလို့မိတ်ဆွေတို့ထင်နေမှလဲဆိုပါတယ်။မဟုတ်ပါဘူး။ရုရှားကဒုံးမြန်နဲ့ drone ပေါင်း619စင်းအထိအသုံးပြုခဲ့တာဖြစ်ပါတယ်။ရှေ့ဒရုန်းက989စင်းလောက်ပါပြီးကျန်တာကတော့ဒုံးမြန်တွေဖြစ်ပါတယ်။အီရန်စီကနေရှဟီနဲ့ပုံစံတူ drone တွေထုတ်လုပ်ခွင့်လိုင်စင်ရခဲ့ပြီးနောက်မှာရုရှားကရှဟီ drone တွေကိုစိတ်ကြိုက်ထုတ်လုပ်နေနိုင်တာလည်းဖြစ်ပါတယ်။ဒါကြောင့်လေဒီနှစ်တဲ့လေကြောင်းတိုက်ခိုက်မှုအများစုမှာရုရှားက drone တွေကိုပဲအားကိုးနေတာပဲဖြစ်ပါတယ်။ယူကရိန်းထောက်လှမ်းရေးဌာနရဲ့အစီရင်ခံစာအရရုရှားကတစ်လကို drone အစင်ပေါင်း2900လောက်ထုတ်လုပ်နေနိုင်တယ်လို့သိရပါတယ်။ဒီနှစ်2025ခုနှစ်ကယူကရိန်းအတွက်ရုန်းကန်ရတဲ့နှစ်ဖြစ်နေတာတွေကလည်းဒါတွေကြောင့်ပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့ယူကရိန်းရဲ့ F-16 တိုက်လေယာဉ်တွေကရုရှားရဲ့ drone ပြန်နဲ့ drone တွေကိုအလုံးမပေးခဲ့ပါဘူး။ electronic နှောက်ယှက်ရေးစနစ်တွေနဲ့အခြား drone ဖြတ်စနစ်တွေကလည်း F-16 တိုက်လေယာဉ်တွေနဲ့အတူယူကရိန်းလေပိုင်နက်ကိုအကောင်းဆုံးကာကွယ်ပေးနိုင်ခဲ့ကြပါတယ်။ယူကရိန်းတိုက်လေယာဉ်မှုတွေကတော့တညထဲမှာတင်ဒုံးပြန်အဆင့်40ပစ်ချနိုင်ခဲ့တာကြောင့်စက်တင်ဘာ19ရက်နေ့ညမှာမင်းသားဖြစ်သွားခဲ့တာပါ။အဲ့ဒီညမှာရုရှားကဒုံးပြန်အမျိုးမျိုးကိုအသုံးပြုခဲ့ပေမဲ့လည်းအဓိကထားသုံးခဲ့တာကတော့ KH-101 cruise ဒုံးပြန်တွေဖြစ်ပါတယ်။ယူကရိန်းလက်တပ်ရဲ့ Telegram Channel မှာတော့ယူကရိန်းက KH-101 ဒုံးပြန်ပေါင်းများစွာကို F-16 တိုက်လေယာဉ်တွေနဲ့ပစ်ချခဲ့တယ်ဆိုပြီးအတည်ပြုထားတာကိုတွေ့ရပါတယ်။ဒါပေမဲ့လည်းစိတ်မကောင်းစရာကတော့တာလွန်အင်အားသုံးနေတဲ့ရုရှားကယူကရိန်းရဲ့စစ်ရေးပြစ်မှတ်တွေအပြင်အရက်သားတွေလူနေအိမ်တွေပါမချမ်းပြစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပါတယ်။ဒါကအစိုးပိုင်းကလေးကရုရှားသုံးနေတဲ့မဟာဗျူဟာတစ်ခုဖြစ်ပေမဲ့ဒီဘက်နှစ်ပိုင်းတွေထဲမှာတော့အဲ့ဒီလိုမျိုးရက်စက်တဲ့တိုက်ခိုက်မှုတွေကိုတိုးလုံနေတာပဲဖြစ်ပါတယ်။အခုတစ်ချိန်တိုက်ခိုက်မှုကတော့ယူကရိန်းရဲ့လက်ကြောင်းကာကွယ်စနစ်တွေကိုအဓိကပြစ်မှတ်ထားခဲ့တာဖြစ်ပြီးမြို့ကြီးပြကြီးတွေကအရက်ဖက်နေအိမ်တွေအဆောက်အဦတွေနဲ့အနီးနားတစ်ဝိုက်အထိပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ယူကရိန်းရဲ့ကာကွယ်စနစ်တွေသာမအောင်မြင်ခဲ့ဘူးဆိုရင်ဖြစ်လာမယ့်အကျိုးဆက်ကတော့မတွေးရဲစရာပါပဲ။ F-16 လေယာဉ်တွေနဲ့ drone ဖြတ်စနစ်တွေအကောင်းဆုံးလုံနိုင်ခဲ့လို့သာခံစားခဲ့တာဖြစ်ပါတယ်။ယူကရိန်းဘက်ကထုတ်ပြန်ကြေညာထားချက်အရရုရှားဘက်ကပစ်ခတ်လိုက်တဲ့ရှဟီ drone 989စင်းမှာ952စင်းကိုလေကြောင်းကာကွယ်စနစ်တွေကပစ်ချနိုင်ခဲ့တယ်လို့သိရပါတယ်။ကျန်တာကတော့ F-16 တိုက်လေယာဉ်တွေကလှုပ်သွားခဲ့တာပါ။ KH-101 cruise ဒုံးပြန်29စင်းနဲ့နျူကလ িয়ার ထိပ်ဖူးတွေတောင်တက်ဆင်နိုင်တဲ့အကျဉ်းစား Iskander ပဲထိန်းဒုံးပြန်တွေအပါအဝင်ရုရှားဒုံးပြန်အားလုံးကို F-16 တွေကပစ်ချနိုင်ခဲ့ပါတယ်။လုံးဝအကျဉ်းစားစွမ်းရည်တရက်ကိုပြသခဲ့တာဖြစ်ပါတယ်။ဒါကိုယူကရိန်းလက်ထက်ကဗီဒီယိုပုံရိပ်တင်တဲ့တကွတကန်တနာထုတ်ပြန်ကြေညာခဲ့တာလည်းဖြစ်ပါတယ်။ထုတ်ပြန်ထားတဲ့ဗီဒီယိုထဲမှာဆိုရင် F-16 တိုက်လေယာဉ်တွေကရုရှားရဲ့ဒုံးပြန်တွေကိုတစ်စင်းပြီးတစ်စင်းပစ်ချနေတာကိုတွေ့နိုင်ပါတယ်။ယူကရိန်းတိုက်လေယာဉ်မှုတွေကတစ်ခါပစ်လိုက်တိုင်းရုရှားဒုံးပြန်တစ်စင်းကျသွားတာကြီးပါပဲ။တိုက်လေယာဉ်မှုတွေရဲ့ခေါင်းဆောင်ထက်မှာတက်ဆင်ထားတဲ့ကင်မရာတွေကနေရိုက်ကူးထားတဲ့တိုက်ပွဲဝင်ပုံရိပ်တွေကရှင်းလင်းပြသပါတယ်။ဒီနေရာမှာမြေပြင်ကနေပစ်ခတ်လိုက်တဲ့ပစ်ချက်တွေကိုလည်းတွေ့နေရတာကြောင့်ယူကရိန်းကမြေပြင်အခြေစိုက်လက်ကြောင်းကာကွယ်စနစ်တွေကိုလည်းထိထိရောက်ရောက်အသုံးချနိုင်ခဲ့တယ်လို့တွက်လို့ရပါတယ်။ F-16 တိုက်လေယာဉ်တွေအပြင်မြေပြင်မှဝင်ရင်ပစ်ဒုံးပြန်တွေနဲ့လည်းရုရှားရဲ့ drone နဲ့ဒုံးပြန်အုပ်စုကိုထိထိရောက်ရောက်ပစ်ချနိုင်ခဲ့ပုံရပါတယ်။တော်တော်နဲ့လိုရင်းပြောရရင်တော့ရုရှားရဲ့တိုက်ခိုက်မှုကိုယူကရိန်းကအောင်မြင်စွာကာကွယ်နိုင်ခဲ့တာပါပဲ။ဒါပေမဲ့ဒီကြားတွေကနေမှလွတ်ထွက်သွားတဲ့ drone နဲ့ဒုံးပြန်အချို့ကြောင့်ယူကရိန်းအနေနဲ့ထိခိုက်မှုနည်းနည်းရှိခဲ့ပါတယ်။လွတ်ထွက်သွားတဲ့ drone နဲ့ဒုံးပြန်အချို့ကြောင့်ယူကရိန်းရဲ့နေရာအချို့ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့လူအသေးအပြောက်ဒဏ်ရာရတာတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။နီပရိုမြို့မှာဆိုရင်လူနေအိမ်အချို့ပေါ် drone နဲ့ဒုံးပြန်အချို့ကျသွားတာကြောင့်လူ2ဦးသေဆုံးခဲ့ပြီး36ဦးဒဏ်ရာရသွားခဲ့တာပါ။
နီပရိုမြို့ဆိုတာကဒီနှစ်နွေရာသီတစ်လျှောက်လုံးရုရှားကမြေပြင်ထိုးစစ်ဆင်ပြီးခြေကုပ်ရအောင်နိုင်ဖို့ကြိုးစားနေတဲ့မြို့ဖြစ်ပါတယ်။ဒါပေမဲ့လည်းယူကရိန်းရဲ့ခံစစ်စည်းကိုတိုးမပေါက်တော့တာကြောင့်နောက်ဆုံးမှာအရက်သားတွေလည်းထိကျင်အားထိဆိုပြီးရုရှားကလှုပ်လာခဲ့တာပါ။ကျွမ်းကျင်သူတော်တော်များများကတော့ရုရှားကစတင်ဘာလ19ရက်နေ့နဲ့20ရက်နေ့မှာအရက်သားတွေကိုအဓိကထားပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့တောင်ဆွဆွဲနေကြပါတယ်။ယူကရိန်းဘက်ကစီးရဲအရင်မြစ်တွေထိခိုက်ပျက်စီးတာမျိုးမရှိခဲ့ပဲအရက်သားတွေနဲ့အရက်ဖက်အစာအုပ်တွေပဲထိခိုက်ခဲ့တာဖြစ်ပါတယ်။ရုရှားယူကရိန်းစစ်ပွဲ3နှစ်ကျော်ကာလထဲမှာအရက်သားတွေပါမချန်တဲ့ရုရှားရဲ့တိုက်ခိုက်မှုတွေကြောင့်ဒီနှစ်ဇူလိုင်လ31ရက်နေ့အထိအရက်သားပေါင်းအယောက်13000ကျော်သေဆုံးခဲ့ပြီးဂျန်ရသူ3000ခွဲကျော်ရှိနေတယ်လို့သိရပါတယ်။ဒါကြောင့်ဒီတစ်ချိန်မှာလူတစ်ယောက်သေဆုံးခဲ့ပြီး36ဦးဒဏ်ရာရတာမျိုးလောက်ကတော့ပူတင်ကစိတ်ကူးတဲ့တောင်ထည့်ထားမှာမဟုတ်တော့ပါဘူး။တာမန်လူတွေအတွက်တော့ဒီဖြစ်ရပ်တွေကကြေကွဲဝမ်းနည်းယွန်စရာဖြစ်ပေမဲ့ပူတင်တို့လိုစစ်ဘလူးတွေအတွက်တော့ထမင်းစားရေတောက်ပါပဲ။ကမန်နီစကီဒေတာမှာဆိုရင်လည်းတိုက်ခိုက်မှုတွေရှိခဲ့ပါသေးတယ်။ယူကရိန်းနောက်ပိုင်းဗမ်ပစ်နာကအဆိုပါဒေတာမှာရုရှားရဲ့တိုက်ခိုက်မှုကြောင့်အရက်သား2ဦးသေဆုံးခဲ့ပြီး2ဦးဒဏ်ရာရခဲ့ပါတယ်။ Kyiv ဒေတာကမီကိုလာယီမြို့မှာဆိုရင်လည်းထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့သတင်းတွေကဖော်ပြထားပါတယ်။ယူကရိန်းအတွက်တော့ဒါတွေကစိတ်မကောင်းစရာသတင်းတွေပါပဲ။ရုရှားရဲ့တိုက်ခိုက်မှုကြောင့်ပြည်သူတယောက်သေဆုံးမှုကတယောက်ဆိုတလောက်ယူကရိန်းအတွက်တန်ဖိုးကြီးပါတယ်။ဒါပေမဲ့လည်းဒီချိန်တိုက်ခိုက်မှုမှာတော့ယူကရိန်းလက်တက်က F-16 တိုက်လေယာဉ်တွေနဲ့လက်ချောင်းကာကွယ်စနစ်တွေရဲ့အစွမ်းအင်ကိုတော့မဖြစ်မနေအသိမှတ်ပြုရမှာဖြစ်ပါတယ်။သူတို့ကြောင့်သာရုရှားရဲ့ drone နဲ့ဒုံးပြန်အုပ်လိုက်ကြီးကိုလိုရာမရောက်ဖြစ်သွားစေခဲ့တာပါ။မဟုတ်ရင်တော့ယူကရိန်းအတွက်တစ်ထပ်ပိုပြီးတော့တောင်ဆုံးရှုံးထိခိုက်မှုကြီးမားသွားနိုင်ပါတယ်။ဆိုတော့ယူကရိန်းဘက်ကတရားဝင်ထုတ်ပြန်ထားတဲ့အသေးစိတ်အချက်လက်တွေအရရုရှားရဲ့တိုက်ခိုက်မှုကိုဘယ်လောက်အထိယူကရိန်းတားဆီးနိုင်ခဲ့တယ်လဲဆိုတာကျွန်တော်တို့အကဲခတ်ကြည့်အောင်ပါ။ယူကရိန်းလက်တပ်ရဲ့အဆိုအရတော့စောစောကကျွန်တော်ပြောခဲ့သလိုပဲရုရှားက Ku-101 cruise ဒုံးပျံတွေကိုအဓိကထားအသုံးပြုခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒီဒုံးပျံကရုရှားပညာရှင်တွေကပဲဒီဇိုင်းဆွဲထုတ်လုပ်ထားတဲ့ဒုံးပျံတစ်စင်းဖြစ်ပြီးအမြန်နှုန်းက subsonic ပဲရှိပေမဲ့ cruise ဒုံးပျံအမျိုးအစားဖြစ်တာကြောင့်ရေဒါတွေကနေချဲခံနိုင်ဖို့ခက်ခဲပါတယ်။ cruise ဒုံးပျံတွေဆိုတာကလေကြောင်းကာကွယ်စနစ်တွေကိုဖောက်ထွင်းနိုင်ဖို့ဒီဇိုင်းထုတ်ထားတဲ့ဒုံးပျံအမျိုးအစားဖြစ်ပါတယ်။ဒါကြောင့်လဲယူကရိန်း F-16 တိုက်လေယာဉ်တွေနဲ့ပစ်ချခဲ့ရတာပါ။ဘာကြောင့်လဲဆိုတော့ဒီလို cruise ဒုံးပျံတွေကိုမြေပြင်အခြေစိုက်လေကြောင်းကာကွယ်စနစ်တွေကခြေရာကမ်းပြစ်ပစ်ချနိုင်ဖို့မျှော်လင့်နေတာမျိုးထက်ဆိုင်တိုက်လေယာဉ်တွေနဲ့ပစ်ချတာမျိုးကမှသာပိုပြီးကောင်းလို့ပါပဲ။ Ku-101 ဆိုရင်အနှိမ့်ပြန်တန်နိုင်တာကြောင့်မြေပြင်ပတ်ဝန်းကျင်အခြေအနေတွေနဲ့ရောရှက်နေတာကြောင့်လေကြောင်းကာကွယ်စနစ်တွေရဲ့ရေဒါတွေကတုံ့တန်ယုံချေရမခံနိုင်ပါဘူး။တကယ်လို့သာ Ku-101 cruise ဒုံးပျံတွေသာပြစ်မှတ်ကိုဓာတ်ရိုက်ထိမှန်ခဲ့မယ်ဆိုရင်ကီလိုဂရမ်450လောက်လေးတဲ့ထိပ်ဖူးတွေတက်ဆင်ထားတဲ့ဒုံးပျံတွေဖြစ်တာကြောင့်ထိခိုက်ပျက်စီးမှုကြီးမားသွားနိုင်ပါတယ်။ရုရှားဘက်က Richard တက်ဆင်ထားတဲ့ထိပ်ဖူးအမျိုးအစားပေါ်မူတည်ပြီးဆိုးရွားလာတဲ့အကျိုးဆက်တွေကိုယူကရိန်းဘက်ကခံစားရမှာဖြစ်ပါတယ်။ပောက်ကွဲမှုဟာပြင်းထန်ပြီးအစအနတွေအများကြီးထွက်လာစေတဲ့ထိပ်ဖူးတွေပဲသုံးမလားဒါမှမဟုတ်ပောက်ကွဲမှုအသေးစားလေးတွေအများကြီးဖြစ်စေတဲ့ submunition ထိပ်ဖူးတွေပဲသုံးမလားဆိုတာရုရှားကရွေးချယ်လို့ရပါတယ်။ဒါ့အပြင် Ku-101 မှာနျူကလ িয়ার ထိပ်ဖူးတွေကိုတောင်တက်ဆင်အသုံးပြုနိုင်တဲ့ Ku-102 ဘာစင်တစ်မျိုးလည်းရှိနေသေးတယ်ဆိုတော့ဒီ cruise ဒုံးပျံတွေရဲ့စွမ်းရည်ကိုမိတ်ဆွေတို့အမှန်ကြည့်နိုင်ပါတယ်။ဆိုလိုတာက Ku-101 cruise ဒုံးပျံကဘတ်စုံသုံးဖို့အတွက်ဒီဇိုင်းဆွဲထုတ်လုပ်ထားတဲ့စွမ်းရည်မြင့်ဒုံးပျံတစ်စင်းဖြစ်ပါတယ်။ပောက်ကွဲမှုပြင်းထန်ပြီးအပိုင်းအစတွေအများကြီးထွက်လာစေတဲ့ထိပ်ဖူးတွေကိုသုံးမယ်ဆိုရင်အဆောက်အဦတွေဘန်ကာတွေစစ်စခန်းတွေလိုမျိုးမြေပြင်ပြစ်မှတ်တွေကိုတိုက်ခိုက်ဖျက်ဆီးရမှာအများကြီးထိရောက်ပါတယ်။ထိုးကွဲပေါက်ထွင်းနိုင်တဲ့ထိပ်ဖူးတွေကိုသုံးမယ်ဆိုရင်အခိုင်အမာတိစောက်ထားတဲ့မြေအောက်ပြစ်မှတ်တွေကိုတောင်တိုက်ခတ်ဖျက်ဆီးပြနိုင်မှာဖြစ်ပါတယ်။ဒါမှမဟုတ်ပင်မဘုံခွန်ထဲမှာလက်နက်ငယ်ဘုံသီးငယ်တွေအမြောင်များထည့်ထားတဲ့ cluster ထိပ်ဖူးတွေသုံးမယ်ဆိုရင်တော့ area တစ်ခုတည်းကပြစ်မှတ်အမြောင်များကိုတိုက်ခတ်ဖျက်ဆီးပြနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်လေ Ku-101 cruise ဒုံးပျံကအရန်ကိုပဲဖျက်စွမ်းအားကြီးမာတဲ့အန္တရာယ်များတဲ့ဒုံးပျံတစ်စင်းဖြစ်တယ်လို့ပြောရတာပါ။ Ku-101 ကယူကရိန်းရဲ့အထူးကမြို့ကြီးပြန်ကြီးတွေကိုရုရှားပိုင်တဲ့ထဲကနေအေးအေးလူလူပစ်ခတ်တိုက်ခိုက်လို့ရစေတဲ့ဒုံးပျံလည်းဖြစ်ပါတယ်။ပြစ်ခတ်နိုင်တဲ့အကွာဝေးနဲ့ပတ်သက်လို့ကတော့ကွဲလွဲနေတဲ့အချက်လက်လေးတွေတော့ရှိနေပါတယ်။အချို့ကတော့ Ku-101 ကိုကီလိုမီတာ2800လောက်ပြစ်ခတ်နိုင်တယ်လို့ဆိုကြသလိုအချို့ကတော့ကီလိုမီတာ9500လောက်အထိပြစ်ခတ်နိုင်တယ်လို့ဖော်ပြထားကြပါတယ်။ဘာပဲပြောပြောဒီအကွာဝေးတစ်ခုစလုံးက Ku-101 ရဲ့စွမ်းရည်ကိုတိတိတသာဖော်ပြနေတဲ့အချက်လက်တွေဖြစ်ပါတယ်။ပြောရရင် Ku-101 ကကြားဖြတ်တိုက်ခိုက်ပစ်ချနိုင်ဖို့ခက်ခဲတဲ့ဒုံးပျံအမျိုးအစားတွေမှာပါပါတယ်။ရုရှားကဒီ cruise ဒုံးပျံကိုကိုယ်ပိုင်တဲ့ထဲကနေပြစ်ခတ်တိုက်ခိုက်လို့ရနေတာကလည်းကြီးမားတဲ့အားသာချက်တစ်ခုဖြစ်ပါတယ်။ရုရှားလေပိုင်တဲ့ထဲရှိနေသေးတော့ Ku-101 ကိုပစ်ချလို့ရမှာမဟုတ်ပဲကိုယ်လေပိုင်တဲ့ထဲရောက်လာမှသာပစ်ချဖို့အခွင့်သာမှာပါ။ဒါကြောင့်လေဒီတစ်ချိန်တိုက်ခိုက်မှုမှာ F-16 တိုက်လေယာဉ်တွေရဲ့စွမ်းရည်ကအများကြီးအရေးပါသွားတာဖြစ်ပါတယ်။ဒါပေမဲ့လည်း F-16 တိုက်လေယာဉ်ကြီးတက်တဲ့တော့ Ku-101 cruise ဒုံးပျံမျိုးကိုပစ်ချလို့ရမှာမဟုတ်ပါဘူး။စစ်တိုက်ပွဲခေတ်ကလေးကဆိုဗီယက်ထုတ်တိုက်လေယာဉ်တွေနဲ့စီဂျင်ထိုးဖို့ဖန်တီးတည်ဆောက်ထားခဲ့တဲ့တိုက်လေယာဉ်တစ်စင်းအနေနဲ့ Ku-101 ကိုဒီအတိုင်းသာရင်ဆိုင်ရမယ်ဆိုရင်လေယာဉ်ပေါ်ကတိုက်လေယာဉ်မှုတွေကိုတေတွင်းပို့သလိုဖြစ်သွားမှာပါ။ဒါကြောင့်နောက်ထပ်စွမ်းရည်မြင့်လက်နက်တစ်ခုလိုအပ်ပါတယ်။အဲ့ဒါကတော့ AIM-9 ဝေဟင်မှဝေဟင်ပြစ်စိုက်ဝင်တာဒုံးပျံပဲဖြစ်ပါတယ်။ထွက်လာတဲ့ဗီဒီယိုထဲမှာလည်း F-16 တိုက်လေယာဉ်တွေက Ku-101 ကိုစိုက်ဝင်တာတွေနဲ့ကြီးပစ်ချခဲ့တာကိုတွေ့ရပါတယ်။
စိုင်းဝင်တာကစူပါဆောနစ်ဒုံးမြန်တစ်စင်းဖြစ်ပြီးအပူချီယန်ခံစနစ်ကိုပါသုံးထားပါတယ်။သူ့မှာတက်ဆင်ထားတဲ့ထိပ်ဖူးကလည်းထိမိတဲ့အရာအလုံးကိုတစားစီဖြစ်သွားစေဖို့လုံလောက်ပါတယ်။အမေရိကန်နဲ့ဥရောပနိုင်ငံတွေကယူကရိန်းကိုပေးထားတဲ့စိုင်းဝင်တာတွေကတော့အခြေခံကြဆုံးခေဟောင်းဘာရှင်တွေပဲဖြစ်ပါတယ်။ရည်စရာကောင်းတာကတော့ယူကရိန်းကိုဆိုဗီယက်ခေတ်ကခေဟောင်းလက်နက်တွေနဲ့ပဲထိုးနှက်နေတဲ့ပူတင်ကဒီတစ်ခါမှတော့ခေဟောင်းလက်နက်နဲ့ပဲပြန်ခံလိုက်ရတာပါပဲ။ယူကရိန်းလက်ထဲမှာရှိနေတဲ့စိုင်းဝင်တာတွေကတော့အခြေခံအကြဆုံးဘာရှင်ဖြစ်ပေမဲ့နည်းနည်းလေးတော့ပြုပြင်ထားပါတယ်။1956ခုနှစ်ကတည်းကထုတ်လုပ်ထားတဲ့ဒုံးမြန်ဆိုတော့လေခင်းနဲ့အညီနည်းနည်းလေးပြုပြင်ထားရတာကတဘာဝကျပါတယ်။အမေရိကန်လက်ထက်ရဲ့အဆိုအရတော့ယူကရိန်းလက်ထက်ကစိုင်းဝင်တာတွေကမူရင်းဘာရှင်ကိုမှပုံမအားကောင်းအောင်ပြုပြင်ပေးထားတာဖြစ်တယ်လို့အမြန်နှုန်းကလည်းပုံမြင့်တယ်လို့သိရပါတယ်။အထူးသဖြင့်ရုရှားရဲ့ electronic နှောက်ယှက်မှုစနစ်တွေရဲ့ဂျန်ကိုခံနိုင်အောင်လုပ်ထားတဲ့စိုင်းဝင်တာတွေရဲ့အရေးအသွေးကိုအများကြီးမြင်မာသွားစေပါတယ်။ပြစ်မှတ်ကိုထောင်ပေါင်းစုံကနေပြစ်ခတ်တိုက်ခိုက်နိုင်တာကြောင့်ဖြစ်စွမ်းအားလည်းပိုကြီးမားသွားပါတယ်။ယူကရိန်းလက်ထဲကဘာရှင်ကA9Mဖြစ်ပါတယ်။ဒီဘာရှင်က1989ခုနှစ်မှာတက်တော်ဝင်ထားတာဖြစ်ပြီးပြစ်မှတ်ကိုဖျက်ဆီးနိုင်စွမ်းက80%အထိအောင်မြင်မှုရထားပါတယ်။တကယ်အကျဉ်းစားပါပဲ။စက်တင်ဘာလ19နဲ့20ညတွေမှာယူကရိန်းကစိုင်းဝင်တာဘယ်နှစ်စင်းပြစ်ခတ်ခဲ့တယ်လဲဆိုတာမသိရပါပဲ။10စင်းမှာ10စင်းလောက်ကပြစ်မှတ်ကိုထိမှသေးကြပါတယ်။ A9 ကပြစ်မှတ်ကို17ကီလိုမီတာအကွာအဝေးကနေတောင်လောကတ်ထားနိုင်ပါတယ်။ဒါပေမဲ့အားနည်းချက်တွေလည်းရှိပါတယ်။လမ်းကြောင်းကိုရုတ်တရက်ပြောင်းနိုင်တဲ့ပြစ်မှတ်မျိုးနဲ့တွေ့ရင် flare တွေနဲ့တွေ့ရင်တိကျမှုပျောက်သွားပါတယ်။ဒါပေမဲ့အခုပြည့်ရမှာတော့ cruise ဒုံးမြန်တွေကိုပြစ်ချမှာကြောင့်ဒါတွေကကိစ္စမရှိပါဘူး။တကယ်တော့ယူကရိန်းကရုရှားရဲ့ဒုံးမြန်တွေကိုတိုက်လေယာဉ်တွေနဲ့ပြစ်ချပြထားတာအတော်ကြာနေပါပြီ။မတ်လတုန်းကဆိုရင်လည်းပြင်သစ်ထုတ် Dassault Mirage ကိုသုံးပြီး KH-101 ကိုပြစ်ချပြထားပါတယ်။ဒါကြောင့် KH-101 နဲ့ပတ်သက်ရင်ယူကရိန်းကအပြေရပြီးသားပု္ပ္ပစာတစ်ပုဒ်ကိုအထက်အကြိမ်ကြိမ်တွေတွက်နေရသလိုကိုလွယ်ကူနေပုံရပါတယ်။ KH-101 ကအနှိမ့်ပြန်နိုင်တာကြောင့် Patriot အပါအဝင်လေကြောင်းကာကွယ်ရေးစနစ်တွေနဲ့ပစ်ချဖို့ခက်ခဲနိုင်ပေမဲ့စိုက်ဝင်တာတွေတက်ဆင်ထားတဲ့ F-16 တိုက်လေယာဉ်တွေအတွက်တော့လွယ်ကူတဲ့ပြစ်မှတ်တွေဖြစ်သွားပါတယ်။ F-16 နဲ့စိုက်ဝင်တာအတွဲစကရုရှားထုတ် cruise ဒုံးမြန်ကိုအမဲလိုက်လို့အကောင်းဆုံးလက်နက်တွေဖြစ်ပါတယ်။ယူကရိန်းကိုရောက်လာတဲ့က F-16 တိုက်လေယာဉ်တွေရဲ့သတင်းကောင်းတွေစက်တိုက်ကြားနေရတာပဲကြည်ပါကျွမ်းကျင်သူတွေကိုယ်တိုင်ကလည်း2024ခုနှစ်ဩဂုတ်လကတည်းကယူကရိန်းကိုရောက်လာတဲ့ F-16 တွေကယူကရိန်းရဲ့လေကြောင်းကာကွယ်ရေးစွမ်းရည်တွေကိုမြင့်တင်ပေးလိမ့်မယ်ဆိုပြီးအဲ့ဒီချိန်ကလေးကပြောထားခဲ့တာဖြစ်ပါတယ်အခုတော့ကြိုတွက်ထားတဲ့အတိုင်းပဲဖြစ်လာတယ်လို့ဆိုရပါမယ်ယူကရိန်းကလည်းအဓိကမြို့တွေနဲ့အခြေခံအဆောက်အဦတွေကိုကာကွယ်နိုင်ဖို့အတွက်ပဲ F-16 တွေကိုသုံးနေတာဖြစ်ပါတယ်ဒီလုံးမှာ F-16 ကဆိုဗီယက်ထုတ်တွေထက်စွမ်းရည်မြင့်မားနေတာကပဲအဓိကကျပါတယ်။ဆိုဗီယက်ထုတ်တိုက်လေတွေမှာတက်ဆင်လို့မရတဲ့အရေးသွေးမြင့်ဒုံးမြန်တွေတက်ဆင်ပစ်ခတ်နိုင်တာက F-16 တွေရဲ့အဓိကအားသာချက်ဖြစ်ပါတယ်။ F-16 တွေမရောက်ခင်တုန်းကဆိုရင်ယူကရိန်းမှာက MiG-29 နဲ့ Su-27 တွေလောက်ပဲရှိတာပါ။ဒါပေမဲ့လည်းအဲ့ဒီကလေးကကိုယူကရိန်းကဆိုဗီယက်ထုတ်တိုက်လေတွေမှာနေတိုတပေါင်းစုရဲ့လက်နက်ခဲယမ်းတွေကိုတက်ဆင်နိုင်အောင်ရတဲ့နည်းနဲ့ကြံခဲ့တာဖြစ်ပါတယ်။ခတ်တာကဆိုဗီယက်ထုတ်တွေမှာခိမီချာကန်ကရိယာတွေတက်ဆင်လို့မရတာပါပဲဒါ့အပြင်ခိမီလက်နက်စနစ်တွေနဲ့တွေ့ရင်ရှင်းသနိုင်စွမ်းလဲနေပါပါတယ်အခုတော့ F-16 တွေလည်းရောက်လာတယ်ပြင်သစ်ရဲ့ Dassault Mirage တွေလည်းရောက်လာပြီဆိုတော့ယူကရိန်းအတွက်လောရကန်ရလွဲသွားပါတယ်ဒါပေမဲ့လည်းယူကရိန်းလက်ထဲရောက်လာတဲ့ F-16 တွေကခေဟောင်းပါရှင်းဖြစ်တာကြောင့်ရှေ့တန်းစစ်မျက်နှာပြင်အတွက်သိကြီးမတင်တော့ပါဘူးတက်ဆင်ထားတဲ့ချီယာကန်စနစ်တွေအာယုံခံစနစ်တွေကအကန့်အသတ်တွေရှိနေတာကြောင့်ပါအခုလိုမျိုးခုခံကာကွယ်ရေးကို KH-101 cruise ဒုံးမြန်ကိုပစ်ချဖို့အတွက်ဆိုရင်တော့အရန်ကောင်းပါတယ်။ဒါ့အပြင်ယူကရိန်းပိုင်နယ်ထဲမှာရုရှားကလေကြောင်းကာကွယ်ရေးစနစ်တွေချမထားရတဲ့အထိ Su-35 တိုက်လေယာဉ်တွေနဲ့မတိုက်ရတဲ့အထိချင်းချောင်းမှုလည်းပေးနိုင်ပါသေးတယ်။ကျွမ်းကျင်သူတွေကတော့ယူကရိန်းကိုရောက်လာတဲ့ F-16 တွေကလေကြောင်းကာကွယ်ရေးအတွက်အသင့်တော်ဆုံးဖြစ်တဲ့ဒုံးမြန်တွေတက်ဆင်အသုံးပြုနိုင်တယ်လို့ဆိုပါတယ်။တဘောကတော့အမေရိကန်နဲ့ဥရောပနိုင်ငံတွေကခုခံကာကွယ်ရေးအတွက်ပဲယူကရိန်းကို F-16 တွေပေးထားတာပါပဲ။တိုက်ခိုက်ရေးအတွက်သုံးလို့အဆင်မပြေပါဘူး။ရောက်လာချိန်ကစပြီးလဲယူကရိန်းကလေကြောင်းကာကွယ်ရေးအတွက်ပဲသုံးခဲ့တာပါ2024ခုနှစ်စက်တင်ဘာလမှာဆိုရင်ယူကရိန်းရဲ့ F-16 တွေက KH-101 တွေကိုစတင်ပစ်ချနေပြီဖြစ်ပါတယ်အဲ့ဒီနှစ်နိုဝင်ဘာလမှာဆိုရင်လဲ F-16 တွေကဝေရင်ပြစ်မှတ်ဒါဇင်နဲ့ချီကိုပစ်ချနိုင်ခဲ့တယ်လို့သိရပါတယ်ရုရှားကတေဂျီမက်ကြီးဖြစ်နေတဲ့နီပရိုမြို့ပေါ်မှာပဲဖြစ်ပါတယ်ထူးခြားတာကတော့စက်တင်ဘာနဲ့နိုဝင်ဘာလတွေမှာယူကရိန်းကို F-16 တွေရောက်လာပြီးတစ်လ2လလောက်သာကြာသေးတာပါလာပိုင်းလောက်အချိန်တိုတွင်းမှာနေမဲ့ F-16 တွေကိုယူကရိန်းတိုက်လေယာဉ်မှုတွေကကျွမ်းကျင်ကျင်မောင်းပြနေတာလေးစားဖို့ကောင်းပါတယ်။လေ့ကျင့်ရေးမှာအပြင်းထန်အားထုတ်ခဲ့တဲ့ရှားလက်တွေပါပဲ။အမေရိကန်ထုတ်တွေနဲ့လားလာမမသက်ဆိုင်တဲ့ယူကရိန်းသားတွေကအချိန်တိုတွင်းမှာ F-16 တိုက်လေယာဉ်ကိုကျွမ်းကျင်ကျင်မောင်းပြနေတာပါ။ဒီနှစ်ဇန်နဝါရီလမှာဆိုရင်ပဲယူကရိန်းတိုက်လေယာဉ်မှုတူတွေကစစ်စင်ရေးတစ်ခုမှာရုရှားရဲ့ cruise ဒုံးပျံ6စင်းအထိပစ်ချပြခဲ့တဲ့ဆိုတဲ့သတင်းတွေကြားလာရပါတယ်။တကယ်တော့ F-16 တစ်စင်းမှာဒုံးပျံ၄စင်းသာတက်ဆင်နိုင်တာပါဒါပေမဲ့ယူကရိန်းတိုက်လေယာဉ်မှုကတော့ဒုံးပျံကုန်သွားချိန်မှာတောင်ကျန်တဲ့စစ်တပ်နဲ့ cruise ဒုံးပျံ2စင်းအထိပစ်ချပြခဲ့တာဖြစ်ပါတယ်
ယူကရိန်းလက်တက်ကတော့တမိုင်းတစ်လျှောက်မှာပထမဆုံးအကြိမ်အဖြစ် F-16 တိုက်လေယာဉ်ကရုရှားတုံးပြန်6စင်းကိုပစ်ချနိုင်ခဲ့တဲ့ဆိုပြီးဝင်ကြွားခဲ့ပါတယ်။ယူကရိန်းတိုက်လေယာဉ်မှုတွေကနေတိုင်းပြန်တက်နေတဲ့ဒုံးပြန်တွေကိုပစ်ချနေတဲ့ဆိုတဲ့ကွန်ပျူတာစကားအသံတွေလည်းကြားရပါတယ်။ဒါကယူကရိန်းတိုက်လေယာဉ်မှုတွေရဲ့အမကန်စွမ်းရည်လည်းဖြစ်တယ်လို့မြုံနိုင်စရာလည်းကောင်းပါတယ်။လက်တလုံးမှာတော့မြေပြင်မှာယူကရိန်းကအထိနာနေပေမဲ့ဝေဟင်ချက်မှာတော့ယူကရိန်းရဲ့ခုခံကာကွယ်ရေးတွေကအစွမ်းပြနေစေဖြစ်ပါတယ်ခင်ဗျာ။